ငါကြိုးမေးတာပဲကိုယ်တိုင်ခံစားပြီးတွေ့ရင်အဖြေကထွက်သွားမှာသူများပြောရင်ပြောတာပဲဖတ်တယ်မယ်ဒါအဲ့တော့ကိုယ်တိုင်မှန်မှန်ကန်ကန်အားထုတ်ရင်လည်းသိသွားဖို့လိုတာပေါ့နော်ပြောချင်တာကအဲ့တော့ဒီဖောက်ပြန်တယ်ဆိုတာကဘာလဲဆိုတာလဲရုပ်စွာဖောက်ပြန်တတ်တဲ့သဘောရှိတယ်ပေါ့နော်လွယ်အောင်မျက်နှာပူးနေပူတွေကနေအေးတဲ့ထဲလာပေါ့ရုပ်ရဲ့သဘောကပူတဲ့ရုပ်ကနေအေးတဲ့ရုပ်ဖြောက်ပြန်တာဒါပေမဲ့အဲ့အေးတဲ့ရုပ်ဖောက်ပြန်တဲ့ကြသဘောကျဒါပေမဲ့ရုပ်ရဲ့သဘောကသဘောကျတာလည်းမြည်သွားတော့ပူတဲ့ရုပ်ကနေအေးတဲ့ရုပ်အဲကွန်ထဲမှာနေအေးတဲ့ရုပ်လေးဖြစ်နေပူတဲ့လည်းတော့ပူတဲ့ရုပ်သူကတော့ဖောက်ပြန်တဲ့အလုပ်လုပ်တာပဲရုပ်ရဲ့သဘာဝတူကဖောက်ပြန်နေတာပဲဒါပေမဲ့ကျွန်တော်ဖောက်ပြန်တာကိုယ်အလိုနဲ့လက်ကရောအေးပူတဲ့ထဲနေအေးတဲ့ဆိုတော့သဘောကကျပြန်အေးကနေပူတဲ့ထဲသွားလဲဖောက်ပြန်တာပဲအဲ့ကြသဘောကမကျပြန်ရုပ်ကတော့သူ့လို့သူ့လုံတာပဲကျွန်တော်အလိုနဲ့တိုက်ရင်ကြိုက်တယ်အလိုနဲ့မကြိုက်ရင်ကျွန်တော်ကအလိုနဲ့ကြည့်သွားတာဟိုဒီဟာကိုရုပ်ရဲ့သဘောနဲ့ကျင်တော့သူကဖောက်ပြန်တယ်ဘောကြီးပဲသဘာဝတရားတွေကြိုက်တာလည်းမဟုတ်ဘူးမကြိုက်เสียလည်းမဖြစ်သူ့တဲ့သဘောဒါအဲ့တော့အမှန်သိသွားရင်ကြိုက်တာလည်းမရှိတော့ဘူးမကြိုက်တာလည်းမသဘာဝတရားရဲ့အမှန်တိုင်းသိသွားတယ်အဲ့ပေါ်မှာဥပ္ပခါဆိုတဲ့အညီမြထားနိုင်သွားတာဒါပဲတရားရဲ့သဘောသဘာဝလေးတွေကအမှန်မြင်တာအမှန်မြင်တော့လက်ခံသွားတာလက်ခံတဲ့အတိုင်းစိတ်ကကြိုက်တဲ့လောဘလည်းမဖြစ်တော့ဘူးမကြိုက်တဲ့ဒေါသလည်းဘာလို့အမှန်သိသွားလို့မောဟမရှိဘူးတရားရိုးရိုးရှင်းရှင်းလေးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဘက်ကိုမရောက်ဘဲနဲ့ဘလောက်ဖောက်ပြန်လဲဘာလဲညာလဲပေါ့နော်ဉာဏ်ဘက်ကိုမသွားပဲနဲ့ကျွန်တော်တို့ကဒီကိုယ်တိုင်ဒီဟာလေးတွေကိုသဘောပေါက်သွားလို့ရှိရင်ဉာဏ်ဘက်ကိုသွားစေတယ်ဒီဖောက်ပြန်တဲ့သိရနဲ့ပရမတ်နယ်ပြီးသစ္စာနယ်ကိုဝင်ရဒါပေမဲ့ကျွန်တော်အဲ့ပရမတ်နယ်ထဲမှာပဲသူလှည့်ပြီးမဆုံးနိုင်တဲ့ဟာတွေကြည့်နေတာပေါ့နော်မိုးကုတ်ဆရာတော်ဘုရားကြီးနဲ့ပြောရင်သစ္စာနယ်ကိုမကူတတ်ဘူးဒုထောက်ခုံလို့ပဲတန်းမကြော်တတ်သေးဘူးတန်းကြော်ရတာမလွယ်ဘူးလူကခြေောက်ကအပေါ်မြောက်ရတယ်လှည့်ရတယ်ဒုက္ကိုတွန်းထုတ်ရတယ်ဟိုဘက်ကိုလူကကြားတယ်ဒုက္ခဟိုဘက်ကိုကြားတယ်အဲ့ဒါသစ္စာပဲဒါပေမဲ့အဲ့ဒီဘက်ကိုဝင်မို့တဲ့ဆိုင်ဒီပရမတ်တွေနဲ့ပဲကျွန်တော်တို့ကမပြီးဆုံးနိုင်တော့ဘူးဒီရုပ်တွေကတော့သဘာဝတွေကတော့ဘယ်တော့မှပြီးမှာမဟုတ်ပြောချင်တာကဖောက်ပြန်တဲ့လုပ်ငန်းကြီးလည်းဘယ်တော့မှခံစားတဲ့လုပ်ငန်းတွေလည်းဘယ်တော့မှပြီးမှာမဟုတ်ဒါအဲ့အရာတွေလိုက်ကြည့်နေတော့ပြီးမှာမဟုတ်တော့ကျွန်တော်အဲ့ထဲကိုစိတ်ဝင်စားနေတာကျွန်တော်တို့ကဘလို့ဖောက်ပြန်တာလဲဘလို့မြင်ရမှာလဲဘလို့မြင်ရမှာလဲဆိုတော့အဲ့ဒီထဲပဲသူကလဲပြီးတော့အဲ့ဒါကိုပဲဆရာကြီးဥရှိတော်ကဒီအကျင့်ကိုပဲသူကပန်းနိုင်ထင်သွားတာလမ်းစဉ်ကိုပဲပန်းနိုင်ထင်သွားတာအဲ့တော့ဘရောမှအဲ့ပြီးမပြီးတော့ဘူးလေသူကအဲ့အကျင့်ကသူ့အတွက်ပန်းနိုင်ဖြစ်နေသူကပန်းနိုင်ကိုမမြင်ဘူးသစ္စာဝင်ရမှာမသိတဲ့အတွက်နော်ဟုတ်ပါပြီ